ဒီလိုမျိုးအိမ်ကနေပြီးတော့ဘလို့အိမ်မျိုးကိုပြောင်းမလဲဆိုတာစိတ်ဝင်စားရဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်အခုလက်ရှိကြီးနေနေတာကတော့ရှိုးဘိုနယ်တရက်ပွင့်ကျွေးရအုပ်စုစိုင်တိုးရွာပဲဖြစ်ပါတယ်စိုင်တိုးရွာရဲ့အနောက်ဘက်ကဒီဗီတူးဘဲကင်းရှိတဲ့ကုန်းပေါ်မှာနေတာပဲဖြစ်ပါတယ်ဒီအနောက်လမ်းရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်ဒီလိုယာခင်းတွေကုန်းကွင်းနေနေပေါ့နော်အင်းချောင်းလေးရှိပါတယ်ဒီလိုမျိုးတက်လိုင်းဒေါင်းကအကွက်မှာနေတာပဲဖြစ်ပါတယ်ပြောတော့မှမလို့ဘယ်လိုခံစားရလဲဆိုလို့ရှိရင်ကတော့တိတ်ပြီးတော့ဘာမှတော့မခံစားရပါဘူးရှူခင်းအရန်လာပါတယ်လူကတော့မဲ့တယ်သွားပြီပေါ့နော်ဒီလိုပဲရိုက်လိုက်ပါမယ်ညီမလေးစုထက်လည်းပါပါတယ်ခုကတော့ဒီလမ်းပေါ်မှာပေါ့နော်လမ်းလေကောင်ကြီးမှာထိုင်းတာပါခုချိန်ဆိုင်ကယ်တို့ကားတို့လိုင်းတိုက်သက်ပြီးပေါ့နော်ညီမလေးလည်းပါပါတယ်လာရင်နဲ့ဆိုလို့ရှိရင်ဒီမှာ green house နဲ့စိုက်ထားတဲ့ကွန်းညံတွေကိုမြင်ရပါလိမ့်မယ်အာជីជីတို့နဲ့တကုန်းနဲ့ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းနေမှာပေါ့နော်သူတို့လည်းရှိချင်မှရှိနေတော့မှာပေါ့နော်ရွက်မှာတော့ခုဘာမှမစိုက်တဲ့အတွက်ဒီလိုပါဒီမှာပါအဲ့အုံသီးပင်ကအုံသီးတွေအရန်စားလို့ကောင်းပါတယ်အကိုကိုရောက်လာပါပြီဒါတရက်ပွင့်ရွာဘက်ကနေစိုင်တိုးရွာကိုသွားတဲ့အကိုပေါ့နော်ဒီဘက်မှာရှိတာပါရွာနောက်ဘက်ပေါ့နော်အစောတုန်းကတော့ဒီဘက်မှာဒီလိုမျိုးလမ်းတွေလည်းမဖုံသေးပါဘူးရမ်းကြောက်စရာကောင်းပါတယ်ရောက်ခါစားတုန်းကဆိုလို့ရှိရင်ဒီမှာနေတာကတော့ပေါ့နော်9နှစ်ပြည့်ပါတော့မယ်ဒါမဲ့ပေါ့နော်ကစုံလာကြလို့ရှိရင်တော့9နှစ်ပြည့်ပါပြီအခုမှတကူးလာတောင်မရောက်သေးဘူးပေါ့နော်ဒီမျိုးကုန်းတွေလည်းရှိတယ်အဲ့တုန်းကဆိုလို့ရှိရင်ဒီကုန်းမရှင်တွေကလည်းတိတ်ပြီးလာမလို့ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကုန်းညံတွေလည်းမရောက်သေးဘူးជីជីတို့တိန်နေပေါ့နော်အဲ့လိုအတော်မိသားစုနဲ့2ဦးပဲရှိပါတယ်နောက်ပိုင်းမှာကုန်းပိုင်ရှင်ရဲ့သမီးမိသားစုတွေလည်းရွှေ့လာတာပဲဖြစ်ပါတယ်လို့ဆိုရင်တော့ဒါအကွေ့ဝင်ချင်းအကွက်ပေါ့နော်ဒေါင်းငါအကွက်ကជីជីတို့အကွက်ပါလမ်းရဲ့မြောက်ဖက်ပေါ့နော်ဒီဆိုင်တရက်ပွင့်ဘက်ကနေလာမယ်ဆိုလို့ရှိရင်လက်နဲ့တွေ့မယ်ဆိုလို့ရှိရင်တော့ဘယ်ဖြစ်ပါတယ်အဲ့တော့နောက်ရက်မနေ့ဖေဖော်ဝါရီ12ရက်နေ့တောက်ကြနေပါစတော့ကတော့အိမ်ဆောက်မှုလို့လုပ်ထားတဲ့ပစ္စည်းတွေပေါ့နော်အိမ်မဆောက်ဖြစ်တော့တာဖြစ်တဲ့အတွက်ကားပေါ်မှာစပြီးတင်းနေပါပြီဒီဝါးတွေရောဒီသားတွေရောနေရမှာပေါ့နော်မနေ့တုန်းကရိုက်တာအိမ်ကတိတ်ပြီးတော့မပြီးလိုက်တဲ့ဒီနေ့ပြန်ရိုက်ပြပါမယ်လှမ်းကြည့်ရင်တော့ဒီလိုမျိုးမြင်နေရပါမှာအိမ်ရက်တောင်ဘက်မှာတော့ပဲတောင်းရှည်ပင်ကြီးစိုက်ထားပါတယ်ရှေ့ဘက်ဒီအကွက်မှာတော့ဒီမှာဘဲတွေစိုက်ထားတယ်ကြည့်ရင်တော့ဒီလိုပါဧကရစ်ပင်လည်းရှိတယ်ဧကရစ်ပင်2ပင်ရှိရတစ်ပင်ခုတ်လိုက်လို့ပေါ့နော်ထမ်းပင်တွေလည်းရှိပါတယ်ရောက်ပါပြီဖုံးနေမီဒီတွေအတွက်ပေါ့နော်အားအတွက်ဆိုလာပြပါငါထိုင်ကုန်လေးထိုင်မှုအတွက်ချထားပါတယ်ဒါကတော့အရှိဘက်တဲပါတောက်ရီအိုးစင်လေးရှိတယ်ဒီမှာဒီဟိုမန်ဂါလည်းရှိရပေါ့နော်ဒီမှာအားသွင်းတာပါဆိုလားလာကျိုးနဲ့သွင်းရပါအားသွင်းဘူးတွေလည်းရှိပါတယ်ဒီမှာပါစတော့ကတော့ဒီပေါ်မှာဟင်းနေထားမှာမဟုတ်ဘူးပေါ့နော်ဟင်းထမင်းထားတဲ့စင်ကတက်ရှိပါတယ်ဒါကတော့တူလီမုတ်စားတွေချိတ်ထားတဲ့နေရာလေးတွေပဲဖြစ်ပါတယ်ဒီပေါ်မှာကတော့ဒီလိုပဲပစ္စည်းရစုံတင်ထားပါတယ်ဟောဒီဖြစ်တဲ့အတွက်ဒီဘက်မှာပေါ့နော်ဒီလိုမျိုးဒီပြတင်းပေါက်ဘက်မှာလေတွေဝင်လို့မလို့ကာထားပါတယ်ကဲဒီမှာပဲသားဝါးသီးပင်တွေလည်းရှိရပေါ့နော်ဒီမော်သီးပင်လေးတော့ဒီဘက်မှာအပင်ပေါက်လေးအဖိုပင်နဲ့အမပင်လေးရှိပါတယ်လမ်းဘက်ကနေကြည့်ရင်မြင်နေရအခုဗီတူးဘဲကင်းစိုက်ထားတဲ့ကွင်းကပေါ့နော်ကုန်းခွက်ပေါ့နော်ကုန်းလေပါလေလုံးတဲ့ခါလုံးတဲ့ဒီလိုမျိုးရာသီဆိုလို့ရှိရင်တော့ပဲတာမှမဟုတ်ရင်နန်းနေစိုက်ပါတယ်လဲဆိုတာကလည်းပေါ့နော်ကုန်းလေကတော့ជីတို့ရောက်ပြီးနောက်ပိုင်းမှာဖော်တာပါလွန်ခဲ့တဲ့နေ့လောက်လုံးကပေါ့နော်ဒီနှုန်းကတော့ဖော်မထားပါဘူးအိမ်နောက်ပြီးကနေထွက်ရင်တော့လူတွေများပါပါဒီမြင်ကွင်းကိုဒီမှာပဲ9နှစ်လောက်တောင်နေပြီမဲ့ပေါ့နော်ဘယ်တော့မှရိုးမသွားပါဘူးမြင်နေကြီးလို့လှပါတယ်မနဲ့ပဲဖြစ်နေ့ပဲဖြစ်ညပဲဖြစ်ပေါ့နော်ဒီမှာပါဒါကတော့ဒီလိုမျိုးအဝေးအိတ်တွေထားရနေရပါဒီဆန်မုံကလည်းဝယ်ထားရတော့မကြသေးပါဘူးရွှေ့ရမှာပေါ့နော်အကိုဒီကတော့လက်ထိုင်တွေကိုစင့်ထားရပါပေါ့နော်ကလက်ထိုင်တွေထားစရာနေရာမရှိတော့လို့ဖက်နှက်တွေပါအောက်မှာအိုးဘုတ်တွေနဲ့ကြက်သွန်တွေနဲ့ကျင်းထားတယ်အရင်တော့ကတော့အဲ့ရောက်ကကြက်ချံပေါ့နော်အခုတော့ကြက်ချံမဟုတ်တော့ပါဘူးဒါကတော့အခုဖေတို့မေတို့အိတ်တဲ့နေရာပါရောက်စားတော့ကတော့ជីတို့ညီမနှစ်ယောက်ကဒီဘက်မှာအိတ်တာပေါ့နော်အခုကတော့အန်တီတို့လင်မယားတက်နေရဖြစ်တဲ့အတွက်အိမ်ထဲမှာပဲအိတ်ပါတယ်အခုကတော့ဒီပေါ်မှာပစ္စည်းတွေပဲထားပါတယ်ဒါကတော့ဖျားစင်ပါပစ္စည်းတွေကတော့ရှုပ်ရှက်ခတ်နေရပေါ့နော်
manage လုပ်ရပါအောင်မယ်ဒီမှာချတွေလည်းရှိပါတယ်ဒီနေရာမှာကတော့ညတိုင်ဆိုဆိုင်ကယ်2စီးရက်တာပေါ့နော်အခုကတော့1စီးပဲရက်ထားပါတယ်ကဲအိမ်ထဲကိုစပြီးတော့ဝင်နေပါပြီအိမ်ထဲမှာကတော့ဒီလိုပစ္စည်းတွေစုံထားတဲ့စင်လေးတွေရှိတယ်ဒီတို့ညီမနှစ်ယောက်ရဲ့ပစ္စည်းတွေပေါ့နော်ပြီးကြတော့ဒီမှာရောက်တော့လဲကလထိုင်တစ်လုံးရှိပါတယ်ဖြာတွေလည်းထားတယ်စာအုပ်တွေရောစုံမဲ့ပေါ့နော်မသိရသေးရပါဒီပေါ်မှာအိတ်ကြတာပါဒါအန်တီတို့ရဲ့ဂရင်မှာပေါ့နော်ဒါအဝိစားတုပ်တွေပါဟိုကမလုပ်ရသေးဘူးပေါ့နော်မသိရသေးဘူးတေချာဒီပေါ်မှာတော့ပြန်မိုးထားပါတယ်ဒီမှာအကုန်ပြန်ပေါ့နော်မိုးရွာရင်မိုးမလုံလို့ပါဒီ view ကလည်းလွှမ်းနေရမှာဒီမှန်ကလေဘယ်ကိုသွားကန်နီးဆိုလို့ရှိရင်တနည်းနေရာသွားတော့မယ်ဆိုဒီမှန်ကိုကြည့်ပြီးတော့ပြင်ဆင်ရအရင်မြင်လို့ကောင်းတယ်ဒီကလည်းဒီတို့ပစ္စည်းတွေပါကုန်သိန်းပိုးကတော့နည်းနည်းလေးတော့လှုပ်ရှုပ်ပါလိမ့်မယ်ဒီမှာပစ္စည်းတွေပါဘာတွေရှိသေးလဲလိုက်ပြပါမယ်နော်ဒီဘက်မှာတော့ဘာမှသိမ့်မရှိဘူးပေါ့နော်ဒါတွေပဲရှိပါတယ်ပစ္စည်းမကောင်းတော့တာတွေပေါ့နော်ဒါလေးကတော့ရောက်စားတုန်းကတွေကပကံစင်ပေါ့နော်ထမင်းဟင်းခုနဟင်းနေလေဒီပေါ်မှာထားနောက်ပိုင်းမှာဒီမှာတေချာကြည့်လိုက်ရင်မြင်လိမ့်မယ်စင်ကစောင်းပြီးတော့ပေါ့နော်ပြိုတော့လူနီးနီးဖြစ်နေလို့မို့လို့ဘာမှမတင်တော့ပါဒီမှာအယုတ်တွေထည့်ထားပါတယ်ကျမအယုတ်တွေပါဒီရဲ့တောင်ဘက်ကရက်မှာတော့ဒါဘာပဲလို့ခေါ်တယ်မသိစားလို့ရန်ကောင်းတဲ့ပဲပြင်စိုက်ထားပါတယ်ဒီမှာဆိုင်ကဲအိမ်ကိုကြည့်ရင်တော့ဒီလိုမျိုးမြင်ရမှာပါဒီလိုမျိုးပါနော်ဒီမှာလဲတောက်တွေထောက်ထားတယ်ဒီမှာလဲတောက်တွေထောက်ထားရတယ်ပေါ့နော် Spider House ပါဒီသင်္ဘောသီးပင်ကတော့အဖိုးပင်ပါဒီမှာတရက်ပင်ကြီးလည်းရှိတယ်တရက်ပင်ကြီးကတအားလှတော့ပဲမနေ့တုန်းကရိုက်တဲ့ဗီဒီယိုထဲမှာလေဒီတရက်ပင်ကြီးကလည်းမလှပါဘူးပေါ့နော်ညနေမှောင်းတာဖြစ်တဲ့အတွက်မီးဖို့ကြောင်ပါညလေးကထိုင်တဲ့နေရာတစ်ခုကတော့ပေါ့နော်တည်သွားနေပါပြီဒါကတော့မီးဖို့ပါထမင်းတွေချက်ထားတာပါဒီမှာအိုးတင်ဖို့အတွက်အိုးချမ်းခွဲတွေလည်းရှိရယ်ပြီးလို့ရှိရင်ငရုတ်စုံဒါကတော့ဟင်းအိုးတွေထားဖို့အတွက်စင်သေးသေးလေးပါတတိယံပုံလေးပါပေါ်မှာတော့ဒီလိုပါဒီမှာဒီလိုတွေချိတ်ထားတယ်ဒီဘက်မှာလည်းဒီမှာဟင်းချက်တဲ့ကရိယာတွေပေါ့နော်အခွန်တွေရောပလွန်တွေရောစုံတာဒီသားပုံမှာတော့စော်တယ်စာရီပါတွေဆိုလဲဒီနန်းလေးမှာလုပ်ဖြစ်တယ်မလုပ်တာကြလို့ဒီနေရာလဲညစ်ပတ်နေပြီဒီအပေါ်မှာဒီလိုတရက်ပင်အမိုးရှိလို့ပေါ့နော်ဒီဘက်မှာလည်းငါပြောသီးပင်တွေထက်ရှိပါသေးတယ်ဒါကတော့ခုနမြင်နေရကွန်းချံပေါ့နော်နန်းလေးမှာပြီးတော့တနခါးပန်းပင်လေးရှိတယ်ပြီးလို့ရှိရင်ဒီမှာပိန်နေသီးပင်လည်းရှိပါတယ်ပိန်နေသီးတွေတော့တော်သီးနေပိန်နေသီးတွေလည်းအရင်စားလို့ကောင်းပါတယ်ဒါကတော့ရေတွင်းမှာဒီပုံညက်ပင်နန်းလေးမှာရှိရပါရေတွင်းကတော့ပေါ့နော်ဒီလိုမျိုးနှိပ်ပြီးတော့ချိုးရပါတယ်နေရာလဲတော်လေးစင်မပြေဖြစ်နေရပေါ့နော်သီးခံပြီးတော့အားလုံးကိုကြည့်ပေးကြဖို့ပြောချင်ပါတယ်လဲချွတ်ပြီးပါတောက်တွေလည်းဖြုတ်ပြီးပါပြီခုံလည်းမရှိတော့ပစ္စည်းတွေလည်းတင်ပြီးသလောက်တင်ပြီးပါပြီအပေါ်ကအမိုးကာကြီးလည်းဖြုတ်ပြီးပြီပေါ့နော်အခုတော့ကားနဲ့တစ်ခေါက်သွားနေပါပြီဒီပစ္စည်းတွေထင်းတွေပေါ့နော်အကျန်းတွေကုန်တယ်ပြီးပါပြီဒီမှာဒီအရန်နာနေပါတယ်တစ်ခေါက်ရပါပြီတစ်ခေါက်သွားပို့တော့မှာရင်းနေ့တုန်းကလည်းထွေတာတွေနဲ့တော့ထင်းတွေပို့ထားပေါ့နော်ဒီနန်းလေးကထင်းလုံးတွေပို့ထားအခုကကလည်းထိုင်နေတော့ပါဖေဖော်ဝါရီ23ရက်နေ့တောက်ကြနေပါ10:50ရှိပါပြီပန်းနေတော့နှုတ်ပြီးပါပြီဒီမှာဒီလိုအိတ်နဲ့ထည့်ထားဒါကတော့ပူစီနန်းနန်းပင်မှာဒီမှာဒါလေးတွေကတော့ထားခဲ့ရမှာပါတော်လေးသီးနေတာပေါ့နော်နှမျောစရာမကြမ်းမင်းနေရောဒီကဒါတော့မှဒီ
လိုစွတ်ထားလို့နော်အများကြီးကြံသေးရပါမယ်ဆိုဒီနေ့ကြာမှအိမ်ကတခါထပ်ဆုပ်သွားပြန်ပါတယ်ဒါပြုတ်ကြတာပေါ့နော်ကဲဒီလိုပြန်တည်နေပါတယ်အိမ်လေးကိုလေအရန်ချစ်ပါတယ်ဒီအိမ်လေးရဲ့အသက်ကဘယ်လောက်ရှိပြီလဲဆိုတော့ရောက်တော့10နှစ်9နှစ်ကတော့အနည်းဆုံးရှိပြီပေါ့နော်10နှစ်9နှစ်တေချာပေါက်ရှိပါတယ်ဟိုရေရွေးဆိုလို့ရှိရင်လဲပေါ့နော်ဒီအိမ်မတိုင်ခင်လေးရရှိနေတာ10နှစ်ကျော်နေပါပြီဘာပဲပြောဒီအိမ်လေးကိုခိုလုံဝင်ရခဲ့လို့ပေါ့နော်ဒီထဲမှာနေခဲ့ရလို့မိုးမလုံမိမဲ့လည်းအရန်ကိုချစ်ပါတယ်ဟိုအိုက်ဆယ်လေးမနေ့9နာရီနဲ့34စနေနေ့ပဲဖြစ်ပါတယ်ဒီ view လေးကိုနောက်ဆုံးအနေနဲ့ record လုပ်ထားတာပဲဖြစ်ပါတယ်ဒီရလည်းမြင့်နေပြီးတော့ရမ်းပင်ပန်းပါတယ်ဒါပေမဲ့အကုန်လုံးပြီးကန်နီးနေပါပြီစပြပါမယ်ဟာဟဲ့လား not that much Yes, you gotta like I learn what I need to learn. ရှိတော့ပါဘူးအကုန်လုံးလိုတည်ပြီးပါပြီဒီမှာပေါ့နော်အကုန်လုံးလဲမင်းမန်းပေါ့နော်တနေ့ကုန်လုံးရွှေ့ရအခု3နာရီတောင်ထိုးတော့မယ်ပေါ့နော်ဒီနေ့90ကျော်နေဒီမှာအကုန်ပြီးပြီဒီပုံနဲ့ဒီအတုံးနဲ့ပဲတည်ဖို့လိုတော့ဒါတွေကတော့ဒီထားခဲ့ရမယ့်ဟာတွေပေါ့နော်ဘာမှမရှိတော့ဘူးဒီနန်းလေးတွေလည်းရွှေ့ပြီးတည်ပြီးဒီမှာပေါ့နော်အေးဆိုလို့ရှိရင်လည်းဒီမှာဒီမှာရွှေ့ပြီးပါပြီဒီမှာရွှေ့ပြီးပါပြီအိမ်ရဲဆိုလို့ရှိရင်လည်းအကုန်လုံးရွှေ့ပြီးပေါ့နော်ဒီမှာဒီဟာတွေဒါကတော့မားကြီးသူ့ဘာသာသူဆိုင်ကင်နဲ့သွားမှယူမှသူ့ဒီရိတ်တွေပါဒီမှာဗီယိုတဲ့လည်းဘာပစ္စည်းမှမရှိတော့ဘူးပေါ့နော်ဒါကတော့သူတို့ပစ္စည်းသွားပါတော့မယ်မေ့လိုက်ဆုံးအိမ်လေးတက်တာနော်ရေရင်းလေးရောနှုတ်ဆက်တယ်အားလည်းဒီမှာအကုန်တည်ပြီးပါပြီဒီဘိုထဲမှာလဲပေါ့နော်ထွေလာကတော့ဟိုရောက်ပြီးပါပြီမှာပါတော့မယ်အခုကတော့တဲဘိုပင်ရောက်ခါနီးနေပါပြီဒါမြင်းစည်းကိုလာလမ်းမှာပေါ့နော်ဟုတ်ပါတော့မယ်ငါကြည့်ဒီကြည့်I'm one outသူကတော့အဲ့အိမ်ကိုရောက်ဖူးပြီပေါ့နော်ကြီးကတော့တစ်ခါမှမရောက်ဘူးသေးလို့စိတ်လှုပ်ရှားနေပါတယ်သူကတော့ဒီလိုမျိုးပေါ့နော်ဒီလိုညစ်ပတ်နေတဲ့အနေထားပါညစ်ပတ်နေပါတယ်အဲဆိုလို့ရှိရင်ညောင်မင်းသားနဲ့အခုကြီးတို့နေနေတဲ့ရွာကတော့ဆိုင်ကယ်စီးလို့ရှိရင်15မိနစ်လောက်ပဲကြာပါတယ်အတန်မှန်နေလည်းပွင့်နေပါပြီသူကပေါ့နော်ကြီးဦးလေးကဆိုင်ကယ်ကိုမောင်းပေးနေလို့ကိုလိုယူဗီဒီယိုရိုက်လို့ရနေတာဖြစ်ပါတယ်တလားစရာလေးရှိရထွေလာလည်းဖုန်းလေးရမ်းမွန်းနေပါတယ်ဒါကင်မရာလည်းဘလို့တိတ်မပေါ်ပါပေါ့နော်လက်မှန်ပင်အလှအောင်တော့ကောင်းကောင်းမကြည့်ရဘဲနဲ့စိတ်တိုးလာပါပြီအဲ့တော့အရန်လာပါတယ်ထွေလာကြီးကိုလည်းမြန်ကြောတက်လိုက်ပါတယ်မဟုတ်လို့ရှိရင်မွန်းနေပေါ့နော်အိမ်ဒီကိုရောက်ဖို့အရန်လေးစိတ်လှုပ်ရှားနေပါတယ်သွားနေပေါ့နော်ပြည်တန်းကနေပြည့်သွားရင်တော့ညောင်မင်းသားရွာကိုရောက်ပါပြီဒါကတော့ညောင်မင်းသားရွာရဲ့အနောက်ဘက်အထွက်ကဗီဒီယိုပဲဖြစ်ပါတယ်အဲ့တော့ဒီလိုနေပေါ့နော်နောက်လမ်းလာမှဒီလိုလဲဗီဒီယိုလာရိုက်ပါမယ်ဒီခန်းနေပါတယ်အော်လှလိုက်တာလက်ပံဒီအိမ်လေးပဲဖြစ်ပါတယ်ပတ်နေတော့ကျမတို့ရဲ့ဖဏညပေါ့နော်ပေါက်လေးလည်းရှိတယ်ဒီပေါ်မှာအိပ်ရမှာလားမသိဘူးဂရင်းနဲ့ကွဲနေပါတယ်ဒီမှာနေရာပစ္စည်းတွေနေရာချပြီးရင်တော့သက်ဗီဒီယိုတစ်ပုတ်တင်ပေးပါမယ်။ဒါလေးနည်းနည်းလေးတော့စပုတ်ကီဖြစ်ပါတယ်။ဒီထဲမှာတော့ជីတို့အိပ်ရမယ်လို့ပြောပါတယ်။ဟိုတကားပေါက်လည်းပိတ်လို့ရတယ်။လိုက်ပါတယ်။ဒီနေ့ကတော့တော်လေးပင်ပန်းသွားပြီပေါ့နော်။ဆိုတော့ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်။